မထင်မနဲ့စုံသင်းကိုတခုမေးဖို့အစီအစဉ်လေးရှိတယ်ဘာဗျူးမှလဲလို့အင်တာဗျူးမပါဘူးကိုတို့ဒီပွဲမှာအမှတ်တရလေးသမီးတို့အားလုံးကိုအမတွေညီမတွေအားလုံးတီဆိုတဲ့ပွဲလေးမှာသမီးဘယ်လိုရင်ခုန်ပြီးတီဆိုဖို့အစီအစဉ်ရှိလဲလို့ဟုတ်ကဲ့စုံသင်းကဒီပွဲအတွက်ကိုရွေးတာ3ဘုတ်လောက်ရွေးထားတယ်ဒါပေမဲ့ဒီတစ်ပုတ်ကြမှာတီဖြစ်သွားတယ်လက်ချင်းကိုရွေးထားပါလေစုံသင်းချစ်သူဆိုတဲ့တခြင်းလေးအုံကျွန်းချစ်သူဆိုတဲ့ချင်းလေးဟုတ်ကဲ့ဒီချင်းကိုရေးဆက်တဲ့လူအောင်ရေးဆက်တဲ့သူကစုံသင်းရဲ့တငယ်ရေးဆောင်ပြီးဖြစ်ပါတငယ်ချင်းဒီချင်းလေးကိုရင်ခုန်ပြီးဆိုမယ်ပေါ့ဟုတ်ကဲ့ဒီချင်းလေးကိုအကောင်းဆုံးဆိုဖို့ထိဘယ်လောက်ပြင်ဆင်ထားလဲလို့လုံးဝကိုအားရပါရမှုသွင်းပြီးဆိုမလို့အရန်ခံစားပြီးတော့ဒီချင်းလေးကိုပြိတ္တကလည်းကြိုက်နှစ်သက်မြန်နိုးလိမ့်မယ်လို့ဟုတ်ကဲ့ကြိုက်ကြမယ်လို့ထင်တယ်โอเคအဲ့တော့ဒီချင်းလေးကိုအကောင်းဆုံးတီးဆိုနိုင်အောင်ကြိုးစားမယ်လို့ကိုကမျှော်လင့်နေသုံးမနဲ့ကြိုးစားမှာပါโอเคကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်ငယ်ချစ်ကိုကျေးဇူးတင်ပါတယ်ရှင်ခုဆက်လက်ပြီးဒီစုံပြောပြနေသူကတော့စုံသင်းပါဖြစ်ပါတယ်ရှင်ရှိုက်ဖို့ရင်တွေမောပြီးညဝလင်းခုလို့ချစ်နှစ်ခုတွေ့ရမလွယ်သေးပြီပေးစချင်လို့မရှိနိုင်လေခွင်လို့နာလေချင်နာလို့ကိုရဲ့ချစ်ကိုရင်မုတ်ခုလို့ချင်နေစေပါI know she didn't be a door yet. I'm yet another baby. Let she too go night. Not that money she be. The only way take me out. I'm yet another lonely me. Tell them baby, hey, just do it. She didn't be